ဘာလို့ငါစီကနေလူယူမဲ့အစားအလဲကမဲမောက်နေတဲ့မြူခိုးတွေဝင်းရင်ထားတဲ့နန်းတော်ကိုမသွားတာလေလှပတဲ့အမျိုးသမီးကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပါတယ်သူမရဲ့ခန္ဓာကိုယ်ကနေအယောင်၅ပါးအလင်းတန်းနေရထွက်လာပါတယ်ဗီဒီယိုလေးမစခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတောင်းဆိုကြပါတယ်ဒါငါးကြောင်အဖြစ်ပြောင်းလဲပြီးရှေ့ကိုပုတ်ဆွဲသွားပါတယ်မင်းနဲ့နေတဲ့ဝေးုံတဲ့လူကအင်ကြီးလက်ကိုဝင်လိုက်ပါတယ်မဲမောက်နေတဲ့အငွေ့တွေဖုံးထားတဲ့ပြန်တန်းနေတဲ့ဓာတ်တစ်ချောင်းကပေါ်လာပါတယ်သူ့ရဲ့ပလက်မှာတပတ်ပြင်းအောင်လှည့်ပတ်ပြီးရဲ့နောက်ရှေ့ကိုတဟုန်တိုးပြထွက်သွားပါတယ်ဒါငါးကြောင်ကတိုင်းပြီးတော့ကြည်လင်တဲ့တိုင်းပြီးတံများထွက်လာပါတယ်အတိတ်ပဲမရှိတာလေမင်းကဘာလို့အဲ့ကိုမသွားတာလဲဒီနေရာကနန်းတော်လေးတလုံးပဲဖြစ်ပေမဲ့အဲ့ထဲမှာတင်နေရာရွှေပြောင်းချင်းဤပညာရှိတယ်တိုးလုံးရနေရာကိုရောက်သွားလိမ့်မယ်မင်းကဓာတ်တွေအားလုံးကိုသိတယ်ဘာလို့ဖုံးကွက်နေရလဲလှပတဲ့အမျိုးသမီးရဲ့မျက်နှာထားပုံမှန်ပါပဲဒိုဝါရဲ့မျက်လုံးကြီးကအစ်ဆက်တဲ့အရေးအောင်တွေဖြတ်ခနဲပေါ်လာပါတယ်ထိုလူကပြောသလိုပဲထိုနေရာကိုရောက်တော့သူမကသတိထားမိသွားပါတယ်ထို့ကြောင့်ပဏိပခဖြစ်တာပါယတနာတွေကထိတ်တိုက်တွေးဆုံနေတော့ကြည်လင်တဲ့အတန်တွေကပုံများလာပြီးပြန့်နှံ့လာပါတယ်လှပတဲ့အမျိုးသမီးရဲ့မျက်လုံးတွေကတောက်ပသွားပြီးအမြင်မဲပြောလိုက်ပါတယ်ငါတို့ရဲ့အင်အားအတူတူပဲတိုက်ပွဲမပြီးခင်အခြားလူတွေကသတိထားမိလိမ့်မယ်ဒါကြောင့်နှစ်ယောက်စလုံးကတင်းနေရာရွှေပြောင်းချင်းဒီပညာတွေကိုဝင်ပြီးယတနာတွေကိုတဝက်စီခွဲယူကြအောင်မဲနဲ့နေတဲ့ဝေးုံတဲ့လူကလှပတဲ့အမျိုးသမီးကိုကြည့်ရင်ခေါင်းညှိလိုက်ပါတယ်နှစ်ယောက်စလုံးကအချိန်မဖြုံမဲ့ယတနာပစီများကိုပြန်သိမ်းပြီးနန်းတော်ထဲကိုအတူတူဝင်သွားပါတယ်ဒိုဝါနဲ့ဝင်သွားတဲ့နှစ်ယောက်စလုံးကတစ်ဖက်ကိုလဲကြည့်လိုက်ပါတယ်နန်းတော်လေးကနေလူတစ်ယောက်ကထွက်လာပါတယ်ထိုလူကတော့ဝလင်းပါဝလင်းကနန်းတော်လေးထဲကလူနှစ်ယောက်ကိုချက်ချင်းပဲမြင်လိုက်ရပါတယ်မျက်လုံးတွေကကျဉ်းပြောင်းသွားပြီးဖြည်းဖြည်းချင်းရက်လိုက်ပါတယ်ဝလင်းကိုမြင်တော့မဲနဲ့နေတဲ့ဝေးုံတဲ့လူကထူးဆန်းတဲ့အပြုံးကိုပြောင်းလိုက်ပါတယ်လှပတဲ့အမျိုးသမီးရဲ့မျက်နှာထားကတော့ထူးဆန်းနေပါတယ်ဝလင်းကိုကြည့်လိုက်တော့အံ့တင်သွားပါတယ်သူ့ရဲ့ကျင့်ကြံမှုကပိုပြီးတော့ထူးဆန်းတယ်ငါသူ့ကိုပထမဆုံးမြင်တော့နိဗ္ဗာန်တန်းစင်သူကျင့်ကြံသူရဲ့အစွမ်းရှိပေမဲ့နိဗ္ဗာန်အမြင်ရောအစောပိုင်းအဆင့်လိုပဲနောက်ပိုင်းမှာလည်းနိဗ္ဗာန်အမြင်အောင်အလယ်လက်အဆင့်ပဲအခုတော့နိဗ္ဗာန်အမြင်အောင်အဆင့်ရဲ့အထွန်းထိပ်ကိုရောက်နေပြီသူကကျင့်ကြံမှုအဆင့်ကိုဖုံးကွယ်ထားလားဒါမှမဟုတ်မကြသေးခင်ရာမှာအဆင့်တက်သွားလားဝလင်းကနှစ်ယောက်စလုံးကိုတေချာစိုက်ကြည့်လိုက်ပါတယ်နန်းတော်လေးရဲ့လိုအပ်ချက်ကိုသူကသိပါတယ်မြေပုံမှာလည်းနန်းတော်လေးထဲမှာတူလုံးဝနေရာကိုရောက်သွားစီမယ်တင်းနေရာရွှေပြောင်းချင်းဤပညာရှိတယ်လို့ပြထားပါတယ်မြေပုံမပိုင်တော့ဝလင်းကတင်းနေရာရွှေပြောင်းချင်းဤပညာကိုမြင်နိုင်ပါတယ်လှပတဲ့အမျိုးသမီးကဝလင်းကိုကြည့်ပြီးခဏတစဉ်းစားလိုက်ပါတယ်ပြီးတော့ဖြည်းဖြည်းချင်းပြောလိုက်ပါတယ်ကျဉ်းကျဉ်သူမိတ်ဆွေဝမ်းကျဉ်းကျဉ်သူမိတ်ဆွေဝမ်းလည်းရောက်နေရပဲသုံးယောက်တူသွားပြီးရတဲ့ပစည်းတွေကိုခွဲယူကြအောင်ဝလင်းကပြောတော့မလို့တော့မြေကြီးကတုန်ခါသွားပါတယ်အဝေးကနေဒေါသတကြီးနဲ့အော်တန်တစ်ခုကထွက်လာပါတယ်အဝေးကိုကြည့်မိမယ်ဘာမှမြင်ရပါဘူးကောင်းကင်ဧကရာခုထဲမှာကန်သက်ချက်တွေကအရန်ဦးမှများပါတယ်ထိုကန်သက်ချက်တွေကကြီးမားတဲ့အတားအဆီးတွေကိုဖြစ်ပေါ်စေပါတယ်ကဘာရီမေမတွနိုင်အောင်ရှိနေတယ်လို့ပဲနှစ်ယောက်ကနီးကပ်နေရင်တော့ကန်သက်ချက်နှစ်ခုမှရှိနေရင်အချင်းချင်းရှာထွေးဖို့ဆိုတာခက်ခဲနိုင်ပါတယ်တစ်ချက်ကြည့်ုံနဲ့ဂူကအေဂျင့်တွေလို့ထင်ရပေမဲ့အပေါ်ယံပါပဲထိုနေရာမှာရှိတဲ့ကန်သက်ချက်အားလုံးကပျက်စီးသွားရင်အဝေးကဝိုင်းရုံတစ်ခုကိုချက်ချင်းပဲမြင်ရပါလိမ့်မယ်အနီရောင်မြူခိုးတွေနဲ့ဖုံးနေပြီးအထက်ကနေကြောက်မောက်ဖွယ်အောင်အော်တန်တွေကထပ်ပေါ်နေပါတယ်ကောင်းကင်နေရတော့တုန်ခါနေပါတယ်ဝလင်းရဲ့မျက်နှာထားချက်ချင်းပဲပြောင်းလဲသွားပါတယ်အဝေးကဝိုင်းရုံကိုတစ်ချက်ကြည့်ရင်ပုံမှန်ပဲထင်ရပေမဲ့ထိုနေရာမှာရှိတဲ့ကန်သက်ချက်ကပျက်စီးသွားပြီဆိုတာသူကနားလေပါတယ်လူပုံတရံတရဲကသူထေနာတဲ့ပို့ပြီးတော့မြန်ထိုးပေါက်ဝင်ရောက်လာပါတယ်လှပတဲ့အမျိုးသမီးရဲ့စကားကိုမဖြေဘဲဝလင်းကမဲမောင်နဲ့မြူခိုးတွေဖုံးထားတဲ့နန်းတို့စီကိုတက်တက်ပြေးသွားပါတယ်ထိုနေရာကိုလာတဲ့လမ်းမှာသူကစစ်ဆေးကြည့်လိုက်တော့ကန်သက်ချက်မျက်လုံးတွေအားလုံးကပျက်စီးနေပါပြီတရဲကသူ့ထက်အရင်ရောက်နေပြီးဒုတိယထက်ကိုဝင်သွားပြီလို့ထင်ပါတယ်နန်းတို့လေးစီကိုတူလာတာအလဲကနန်းတို့စီကိုသွားတဲ့လမ်းမှာကန်သက်ချက်အနည်းဆုံးဖြစ်နေလို့ပါအော်တန်နီယာထွက်လာတဲ့ဝလင်းကအသက်လူပြီးထွက်ပြေးသွားတာကိုမြင်တော့မင်းနဲ့နေတဲ့ဝေးုံတဲ့လူရဲ့မျက်နှာထားပြောင်းလဲသွားပါတယ်သူကတွေးမနေပဲတဲလေးထဲကတင်းရောက်ရွှေပြောင်းချင်းဤပညာကိုဆွန့်လွတ်ပြီးဝလင်းနောက်ကနေလိုက်သွားပါတယ်လှပတဲ့အမျိုးသမီးကလည်းတွေးနေပါတယ်ဒိုဝါရင်တွေးနေတော့ဒေါသတကြီးအော်တန်ပို့ပြီးတော့နီးလာပါတယ်မြန်ဆန်တဲ့နီးကလာသလိုပါပဲတခုချင်းစီကကန်သက်ချက်ထဲကကဘာကိုမြင်နိုင်ပြီးအပေါ်ကနေကြည့်ရင်လူပုံစံတရဲကဝလင်းစီကိုတဟုန်တိုးပြေးလာနေတော့ရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ကန်သက်ချက်တွေမေးမတွနိုင်အောင်ထိခိုက်မိပြီးအလင်းတန်းမေးမတွနိုင်အောင်ဖြတ်ခနဲထွက်လာပါတယ်ကန်သက်ချက်တွေကသူ့ကိုတိုက်ခိုက်ပါတယ်အချို့ကန်သက်ချက်တွေကအခြားနေရာကိုရွှေ့ပြောင်းပစ်ပါတယ်ဒိုဝါရင်အသက်နေတော့မရှူရသေးခင်ကန်သက်ချက်အားလုံးကိုဖြုတ်ခွင်းပြီးတော့ထွက်လာပါတယ်ကန်သက်ချက်တွေကိုတင်ယူနေတဲ့ပုံရပါတယ်ပို့ပြီးတော့မြန်ဖြုတ်ခွင်းလာပါတယ်နောက်ဆုံးတော့ရှေ့ကိုတက်တဟုန်တိုးပြေးဝင်လာပါတယ်ဝလင်းကဥက္ကခဲပြန်လို့ရှေ့ကိုတဟုန်တိုးခီးဆက်ပြီးလမ်းတစ်လျှောက်မှာကန်သက်ချက်ပေါင်းများစွာကိုကြော်ဖြတ်ခဲ့ပါတယ်မြေပုံတိုင်းအလဲဘဟိုကမဲနှက်နေတဲ့မြခိုးစီကိုဥတီခဲ့ပါတယ်မဲနှက်နေတဲ့ဝေးုံတဲ့လူကလည်းဝလင်းထက်နှီးတာမဟုတ်ပါဘူးဝလင်းရဲ့ခြေရာတွေကိုစိုက်ကြည့်ပြီးနောက်ကနေကပ်ပါလာခဲ့ပါတယ်သူ့နောက်မှာတော့အလားတရားရည်နဲ့ပြေးစုံနေတဲ့အမျိုးသမီးတစ်ယောက်ကရှိပါတယ်သူမကအင်အားကြီးမားတဲ့ကျဉ်းကျဉ်သူတစ်ယောက်ဖြစ်တာကြောင့်မကြခင်မှာရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်ဝလင်းနဲ့မဲနှက်နေတဲ့ဝေးုံတဲ့လူကအလင်းမြန်နဲ့ထွက်ပြေးသွားတာကိုမြင်တော့သူမကလည်းတွားများကိုအန်ကျိတ်ပြီးနောက်ကနေလိုက်လာခဲ့ပါတယ်ဒိုဝါရင်လှပတဲ့အမျိုးသမီးကကန်သက်
ချက်တွေကိုနားလိုက်ပေမဲ့ဝင်လင်းလောက်တော့မကျွမ်းကျင်ပါဘူးသူမနောက်ကျကြံနေရကြောင်းကန့်သက်ချက်တွေကြောင့်တားဆီးခံလိုက်ရပါတယ်ဝေရကနေဒေါသတကြီးအော်တန်နီယာတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပါတယ်တောက်ခုတ်တန်နီယာလည်းထွက်ပေါ်လာပြီးကန့်သက်ချက်တွေပျက်စီးသွားတဲ့အတန်ဖြစ်တဲ့ဆိုတာသိတာပါတယ်ဝင်လင်းကပုံပုံမျက်စံစွာနဲ့ရွှေလျားပြီးနန်းဆောင်လေးရှေ့ရလေတွေကိုခုန်တက်လာပါတယ်နန်းဆောင်ကနေကန့်သက်ချက်တွေကလက်လက်ထပြီးဝင်လင်းကိုရှေ့ဆက်မသွားအောင်လို့တားဆီးဖို့အတွက်ကြိုးစားနေတယ်လို့ပါပဲဝင်လင်းရဲ့မျက်လုံးတွေကတောက်ပလာပြီးစိတ်ကူးလို့များနိုင်တဲ့တောက်ကနေညာဘက်ကို9လမ်းလှမ်းလိုက်ပါတယ်9လမ်းလှမ်းပြီးရဲ့နောက်သူ့ရဲ့ခန္ဓာကိုယ်ကနန်းဆောင်ထဲကကန့်သက်ချက်တွေကိုနစ်မြုပ်သွားပြီးချက်ချင်းပဲဖောက်ထွက်သွားခဲ့ပါတယ်သူ့နောက်ကမင်းနဲ့နေတဲ့ဝေးုံနဲ့လူကလည်းကပ်ပလာခဲ့ပါတယ်မင်းနဲ့နေတဲ့ဝေးုံနဲ့လူကလည်းဝင်လင်းလို့ပဲလှမ်းလိုက်ပြီးမမျော်လင့်ပဲကန့်သက်ချက်အားလုံးကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်လှပတဲ့အမျိုးသမီးအတွက်တော့ကန့်သက်ချက်တွေကိုဖောက်ထွက်ပြီးရောက်လာတဲ့အခါဝင်လင်းနဲ့မင်းနဲ့နေတဲ့ဝေးုံနဲ့လူဝေးရကိုထွက်သွားတာကိုပဲမကူညီနိုင်ပဲကြီးနေအောင်ပဲရှိတော့ပါတယ်သူမရှိရကန့်သက်ချက်တွေကိုအချိန်တိုတွင်းမှာဖောက်ထွက်လို့မရခဲ့ပါဘူးထိုအချိန်မှာပဲသူမနောက်ကနေဒေါသတကြီးအဟိတန်ပြင်းထန်စွာနဲ့ထွက်လာပါတယ်တစ်ချိန်တည်းမှာပဲသူမနောက်ကကန့်သက်ချက်ရလည်းတုန်ခါသွားပြီးအနီရောင်ရေးတစ်ခုကထွက်လာပါတယ်လှပတဲ့အမျိုးသမီးကအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါတယ်ထိုလူပုံတရံကိုသူမမြင်ဖူးပေမဲ့အနီအကြီးတစ်ခုကသူမကိုနှုတ်ချုံထားသလိုခံစားလိုက်ရပါတယ်ထိုလူပုံတရံရဲ့အစ္စတဲ့အကြည့်ရဒေါသတွေနဲ့ပြင်းနေပါတယ်အဟိတန်တစ်ခုကထွက်ပေါ်လာပြီးလှပတဲ့အမျိုးသမီးစီကိုတက်တက်ပြင်းဝင်လာခဲ့ပါတယ်ညာလက်ကိုမြောက်ပြီးသူမကိုကိုပိုအတွက်ပြင်လိုက်ပါတယ်ဒိုဝါရင်ထိုအချိန်မှာပဲအဟိတန်တစ်ခုကထွက်လာပါတယ်မင်းတို့ကောင်ကလုံရဲတယ်ပေါ့အဟိတန်နဲ့တူလှပတဲ့အမျိုးသမီးရဲ့အရှိမလှိုင်းတစ်ခုကပေါ်လာပြီးပြန့်နှံ့သွားပါတယ်လှပတဲ့အမျိုးသမီးကနောက်တမိုးခံရပြီးလူပုံတရံကလည်းထိခိုက်မှုကြောင့်နောက်ပြန်လှန်သွားပါတယ်ဝေးရကနေမိုးပြောင်ပုံရိပ်တစ်ခုကရောက်လာခဲ့ပါတယ်သူကအသက်ကြီးပုံရပေမဲ့မျက်လုံးတွေကတော့တောက်ပနေပါတယ်ထိုအရာကတော့အကြီးကဲဘွိုက်ပါအကြီးကဲဘွိုက်ရလည်းအတော်လေးကိုမှအန်းတင်သွားပါတယ်ကောင်းကင်မြုံနဲ့ရေကန်ကပျက်စီးသွားတဲ့အချိန်တွေကသူကကန့်သက်ချက်တွေကနေလွတ်မြောက်လာခဲ့တာကြပါပြီပထမထက်ကိုအကြာကြီးလက်ပတ်ပြီးရဲ့နောက်အတော်လေးအောင်မြင်မှုတွေရရှိခဲ့ပါတယ်ဒိုဝါရင်ဒေါသတကြီးအဟိတန်ကထွက်လာတဲ့အခါသူ့ရဲ့စိတ်ကတုန်လှုပ်သွားပါတယ်ထိုအဟိတန်တွေကိုလိုက်ပြီးလှပတဲ့အမျိုးသမီးကအန်ဒီရဲ့ကြောင်းနေတာကိုမြင်လိုက်ရပါတယ်သူနဲ့လှပတဲ့အမျိုးသမီးရဲ့အင်အားစုကြားမှာဆွနယ်မှုတွေရှိနေရကြောင်းဘေးကနေငြိမ်နေလို့မရပါဘူး။နီးပညာအစွမ်းတစ်ခုကိုသုံးပြီးလူပုံတရံကိုတွန်းလှန်လိုက်ပြီးရဲ့နောက်လှပတဲ့အမျိုးသမီးကိုခေါ်ဆောင်ကသူ့ရဲ့အင်အားကြီးမားမှုနဲ့နန်းဆောင်တွေကကန့်သက်ချက်တွေထဲကိုဝင်သွားခဲ့ပါတယ်။နန်းဆောင်ပေါ်ကကန့်သက်ချက်တွေကပြင်းထန်စွာနဲ့လက်လက်ထားနေပါတယ်။အကြီးကဲဘွိုင်းကဝင်ရောက်သွားတဲ့အခါချက်ချင်းပဲပျက်စီးသွားပါတယ်။အကြီးကဲဘွိုင်းကလှပတဲ့အမျိုးသမီးကိုခေါ်ပြီးရှေ့ဆက်သွားခဲ့ပါတယ်။လူပုံတရံကအကြီးကဲဘွိုင်းကိုကြည့်ပြီးအဟိတန်တစ်ခုကလည်းထွက်ပေါ်လာကနောက်ကနေလိုက်လာခဲ့ပါတယ်။လမ်းတစ်လျှောက်မှာဝင်လင်းကကန့်သက်ချက်တွေကိုမထိပဲအမြန်ဆန်နဲ့ဖြတ်တန်းသွားပါတယ်။မကြခင်မှာပဲပထမထပ်ရဲ့အလဲဘဟုကမင်းနဲ့နေတဲ့မြှုပ်ခွေးနာကိုရောက်လာခဲ့ပါတယ်။ထိုမိန်နဲ့နေတဲ့မြှုပ်ခိုးတွေကအရန်အုံးမှထူးဆန်းပါတယ်နဆိုးစွမ်းရည်တွေနဲ့ပြင်းထန်နေပါတယ်ဒိုဝါရင်နောက်ကနေအဟိတန်တွေကနီးကပ်လာတာကြောင့်ဝင်လင်းမှစဉ်းစားဖို့အတွက်အချိန်မရှိပဲမိန်နဲ့နေတဲ့မြှုပ်ခိုးတွေကိုဝင်သွားပါတယ်မိန်နဲ့နေတဲ့ဝေးုံနဲ့လူရဲ့မျက်လုံးတွေကလည်းကျင်းသွားပြီမဲ့ဝင်လင်းနောက်ကနေတွန်းဆုပ်ခြင်းမရှိပဲဝင်သွားခဲ့ပါတယ်မိန်နဲ့နေတဲ့ဝေးုံနဲ့လူကဝင်လင်းနောက်ကိုအတိုင်းအတာတစ်ခုထိလိုက်ပြီးဖြင်းချင်းစွာနဲ့ပြောလိုက်ပါတယ်ဒီနေရာကနဆိုးစွမ်းရည်ကအရန်အုံးပြင်းထန်တယ်ကျင်းညံ့သူမိတ်ဆွေဝမ်သတိထားတာအကောင်းဆုံးပါပဲနောက်ပြီးတော့ကျင်းညံ့သူမိတ်ဆွေဝမ်ငါတို့ရဲ့နောက်ကိုလိုက်နေတဲ့အရာအကြောင်းကိုရှင်းပြပေးနိုင်မလားအဲ့ဒါကောင်းကင်မြုံနဲ့ရေကန်ရဲ့တားရဲတစ်ကောင်ပဲဝင်လင်းကစကားတစ်ခုပြောပြီးမင်းနဲ့နေတဲ့မြခိုးချားကနေနန်းတော်စီကိုမိုးကြိုးလိုမျက်စံစွာနဲ့ရွေလျားသွားခဲ့ပါတယ်ထိုနန်းတော်ကအရန်ဦးမှကြီးမားပါတယ်တမန်နန်းဆောင်နေထက်အများကြီးကိုမှပိုကြီးပါတယ်အပင်အားနေကြီးမဲ့ဆိုရင်ဖီအားတွေနဲ့ပြင်းနေပြီးမှောင်မိုက်တဲ့မြခိုးတွေကထိတ်လန့်ဖွယ်ရာခန်းစားချက်ကိုပေးစွမ်းပါတယ်ချင်းရင်ကကျဉ်းကျဉ်းသူလူငယ်လေးကိုအစ်ဆဆန်းနဲ့စိုက်ကြည့်နေတဲ့ကြောင်မောက်ဖွယ်ရာတားရဲတစ်ကောင်လိုပါပဲခမ်းမဆောင်ထဲမှာရက်နေရင်အပေါ်မိုးကြည့်လိုက်မယ်ဆိုရင်နန်းတော်ရဲ့ကြီးမားတဲ့ပုံကိုမြင်ရပါလိမ့်မယ်နန်းတော်ရဲ့တကားမှာအပေါက်တစ်ခုရှိပါတယ်အပေါက်ကတင်းငယ်ပေမဲ့လူ၁၀ယောက်ဒီဘိုင်နဲ့ထဲဝင်လို့ရတဲ့အရွယ်စားရှိပါတယ်ဝလင်ကမိုးကြိုးလိုလျင်မြန်စွာနဲ့ရွေလျားသွားပါတယ်နီးကပ်လာတဲ့အခါတကားတွေကိုတန်းဝင်သွားပြီးကောင်းကင်ဧကရေခူရဲ့ပထမထက်နန်းတော်ထဲကိုဝင်သွားခဲ့ပါတယ်ဝလင်ကနန်းတော်ထဲကိုဝင်သွားတဲ့ခဏလောက်တုံ့လောက်သွားခဲ့ပါတယ်ခမ်းမဆောင်ထဲမှာကြီးမားတဲ့ရုပ်ထုနှစ်ခုပါရှိပါတယ်နှစ်ခုစလုံးကလက်တစိတ်တစ်ခုကိုဖွဲနေပြီးမျက်လုံးတွေကြောင်မောက်ဖွယ်ရာကောင်းလောင်းအောင်စိုက်ကြည့်နေသလိုပါပဲရုပ်ထုတွေကကြီးမားတဲ့ဖီအားတွေကိုထွက်လွှတ်နေပြီးကောင်းကင်ရဲ့တကိုးတွေကခမ်းမဆောင်တစ်ခုလုံးကိုပြင်းနေသလိုပါပဲထိုမြင်ကွင်းကမြင်အားသူတိုင်းရဲ့စိတ်ကိုတုံ့လောက်သွားစေပါလိမ့်မယ်ရုပ်ထုတွေကိုစိုက်ကြည့်ပြီးဝလင်ကအသက်ကိုပြင်းရှူသွင်းလိုက်ပြီးမြန်ဆန်ပဲပြန်လည်တည်ငြိမ်သွားပါတယ်ပန်းဤဂရီနဲ့အလားတူအတွေ့အကြုံမျိုးရှိခဲ့ဘူးတာကြောင့်တုံ့လောက်သွားပြီမဲ့အရန်ကြီးတော့မဟုတ်ပါဘူးဝလင်ကခမ်းမဆောင်တစ်ခုလုံးအမြန်ဆန်နဲ့ကြည့်လိုက်ပြီမဲ့ဒုတိယထပ်ကိုတက်ဖို့ဝင်ပေါက်တော့မတွေ့ပါဘူးထိုအချိန်မှာပဲမင်းနဲ့နေတဲ့ဝေးုံနဲ့လူကလည်းဝင်လာခဲ့ပါတယ်ကြီးမားတဲ့ရုပ်ထုနှစ်ခုကိုမြင်တော့လန့်သွားပြီးမျက်ခုံးသားမင်းနဲ့နေတဲ့ငကားအမှတ်သားချက်ချင်းပဲပေါ်လာခဲ့ပါတယ်ဝလင်ရဲ့မျက်လုံးတွေကရုတ်တရက်ကျင်းသွားပြီးမင်းနဲ့နေတဲ့ဝေးုံနဲ့လူရဲ့မျက်ခုံးသားငကားအမှတ်သားကိုစိုက်ကြည့်လိုက်ပါတယ်ဒိုဝါရင်အမြန်ဆန်ပဲအကြည့်ကိုပြန်အောင်တင်လိုက်ပြီးမျက်နှာမှာဘာမှမဖော်ပြခဲ့ပါဘူးမင်းနဲ့နေတဲ့ဝေးုံနဲ့လူကချက်ချင်းပဲပြန်လဲညီတက်သွားပါတယ်ပြန်လဲတည်ငြိမ်သွားတဲ့မျက်နှာအမှိုက်ညွတ်သွားပြီးဝလင်ကိုကြည့်လိုက်ပါတယ်ဝလင်ကသူ့ကိုမကြည့်တော့မြင်တော့မျက်မှောက်ကျုံမိသွားပါတယ်သူ့ရဲ့လိုဝက်ချက်ကခဏတာပေါ်လာခဲ့တယ်ဆိုတော့သူကသိပါတယ်ဝလင်ကသတိထားမိလားဆိုတော့သူကမသိပါဘူးထိုအချိန်မှာပဲခမ်းမဆောင်နေရနေဒရင်ဒိန်မီဟိန်းတန်တစ်ခုကထွက်လာပါတယ်တယောက်ကကန့်သက်ချက်တွေကိုအတင်းဖွင့်နေရဆို
ဆိုတာထင်ရှားပါတယ်အကြီးကဲဘွိုက်ကလှပတဲ့အမျိုးသမီးကိုခေါ်ဆောင်ပြီးခမ်းမဆောင်တွေကိုဝင်လာခဲ့ပါတယ်ဝင်လာတဲ့ရုပ်ထုနှစ်ခုကြောင့်လန်သွားပြီးမြဲအမြန်ဆန်ပဲပြန်လည်တည်ငြိမ်သွားပါတယ်တေချာစောက်ကြည့်ပြီးမှအကြီးကဲဘွိုက်ကခဏတရတမ်းမှုကိုမြင်လိုက်ရပါတယ်သူ့ဘေးကလှပတဲ့အမျိုးသမီးရဲ့မျက်လုံးထဲမှာတော့ဇွေဇွာဖြစ်နေပါတယ်ဒိုးရတဲ့အကြီးကဲဘွိုက်ရဲ့အကူအညီနဲ့အမြန်ဆန်ပဲပုံမှန်ဖြစ်သွားပါတယ်အကြီးကဲဘွိုက်ကဝလင်းကိုမြင်တာနဲ့မျက်လုံးထဲမှာတက်ဖက်လိုတဲ့စိတ်များပြည့်နေသွားပါတယ်ရှေးကိုလမ်းဖို့ပြင်လိုက်တဲ့အချိန်မှာပဲခမ်းမဆောင်ရဲ့ပြင်ပအဟိတန်ကပို့ပြီးတော့နီးကပ်လာခဲ့ပါတယ်လှပတဲ့အမျိုးသမီးရဲ့မျက်နှာကလည်းအတော်လေးကိုဖြူဖြောနေပါတယ်ဝလင်းကိုမြင်တော့အမြန်ဆန်ပဲပြောလိုက်ပါတယ်ဝလင်းနေကဘာလို့လိုက်လို့အဲ့ဒီလူပုံတရံကနေရဲ့နောက်ကိုဒီထိလိုက်လာတာလေအရင်ကအနေကိုကြုံတွေ့ပြီးရဲ့နောက်လှပတဲ့အမျိုးသမီးကဝလင်းနဲ့ဟန်ဆောင်မှုကိုဖျက်လိုက်ပါတယ်ကျင်းကျန်သူမိတ်ဆွေလိုမခေါ်တော့ပဲသူ့ရဲ့နာမည်ကိုဓာတ်ရိုက်တာခေါ်လိုက်ပါတယ်ဝလင်းကခမ်းမဆောင်တစ်ခုလုံးကိုရှာပြီးပါပြီဒုတိယထပ်ကိုတက်ဖို့ဝင်ပေါက်ကိုမတွေးပေမဲ့ရုပ်ထုနှစ်ခုကိုသတိထားမိပြီးခမန်းချက်တွေရှိနေပါတယ်လှပတဲ့အမျိုးသမီးရဲ့စကားကိုကြားတော့မျက်လုံးကြီးကတောက်ပလာပြီးတင်းငိမ်စွာနဲ့ပြောလိုက်ပါတယ်အဲ့ဒီလူပုံတရံကငါရဲ့နောက်ကိုလိုက်လာတယ်ဆိုတာမင်းကဘယ်လိုသိတာလဲဝလင်းကပြောနေတော့လှပတဲ့အမျိုးသမီးကရုတ်တရက်တိုက်ခိုက်လာမှာကိုကြောက်တယ်လို့ရုပ်ထုစီကိုခြေလန်းနှင်းငယ်နောက်ဆုတ်သွားခဲ့ပါတယ်လှပတဲ့အမျိုးသမီးကဒေါသတကြီးနဲ့ပြောလိုက်ပါတယ်နင်းကြောင့်မဟုတ်ဘူးဆိုရင်အဟိတက်နေကိုကြားတာနဲ့ဒီနေရာကိုဘာလို့တန်းပြီးတော့ပြေးလာရတာလဲအဲ့ဒီလူပုံတရံကကောင်းကင်မြုပ်နဲ့ရေကန်အောက်မှာမြုပ်နှံထားတဲ့တားရဲတကောင်ပဲငါကန်းသက်ချက်တွေကနေထွက်လာတော့သူနဲ့တွေ့ခဲ့တယ်သူနဲ့တိုက်ခိုက်ပြီးရှင်လို့မရဘူးဆိုတာသိတော့ငါထွက်ပြေးခဲ့တာငါမထွက်ပြေးပဲ तू ကငါ့ကိုတတ်တာကိုခံရမှာလားဝလင်းကပြောနေတော့နောက်ထပ်ခြေလန်းနှင်းငယ်ဆုပ်သွားပြီးရုပ်ထုရဲ့နာကိုနီးကပ်သွားခဲ့ပါတယ်သူ့ရဲ့လက်ကတူလွန်အီးလေးပေါ်မှာရှိပေမဲ့အကြီးကတော့လှပတဲ့အမျိုးသမီးစီမှာမရှိပါဘူးထို့စားအကြီးကဲဘွားရုပ်သာကြီးနေပါတယ်အကြီးကဲဘွားရဲ့တကူကဝလင်းပေါ်အရန်အုပ်မှာဖိအားပေးနေပါတယ်နိဗ္ဗာန်အမြောင်ကျင့်ကြံမှုအစဉ်ရဲ့အထွန်းထဲကိုရောက်နေပြီးရှေးအောင်နှဖျားရဲ့ခန္ဓာကိုယ်ရှိပေမဲ့အကြီးကဲဘွားရုပ်တော့ရှင်လို့မရပါဘူးအကြီးကဲဘွားကနိဗ္ဗာန်ဖြည့်ဆည်းသူအကျဉ်းချုပ်သူတယောက်ပါလှပတဲ့အမျိုးသမီးကအစ်ဆက်ဆွန်နဲ့နှခွန်းရှုပ်လိုက်ပါတယ်စကားပြောဖို့ပြင်လိုက်ပေမဲ့အကြီးကဲဘွားကဝင်ဖြတ်ပြောပြီးဝလင်းစီကိုလှမ်းလိုက်ရင်ဖြင်းချင်းစွာနဲ့ပြောလိုက်ပါတယ်ဂျူနီယာမင်းရဲ့အမားပဲဖြစ်ဖြစ်မဟုတ်ဘူးပဲဖြစ်ဖြစ်ငါဂူးမဆိုင်ဘူးရှင်းပြစရာလည်းမလိုဘူးမင်းကိုအခွင့်အရေးတစ်ခုပဲပေးမယ်အပြင်ကိုထွက်သွားပြီးအဲ့လူပုံတရံကိုလမ်းလွဲကိုဆွဲဆောင်သွားအကြီးကဲဘွားရဲ့စကားတွေကတင်းငိမ်ပေမဲ့ယတနာအစွမ်းတွေကပေါဝင်နေပါတယ်ခြေတလန်းနှမ်းလိုက်တာနဲ့သူနဲ့ဝလင်းချားမှာအလိုင်းတစ်ခုကပြန့်နှံ့သွားပါတယ်မမြင်ရတဲ့လိုင်းတစ်ခုတည်းမဟုတ်ပေမဲ့မမြင်ရတဲ့လိုင်းပေါင်းများစွာပေါ်လာပါတယ်လိုင်းတွေကအရန်အောင်မြင်မြင်နဲ့ပေါ်လာပါတယ်ပေါ်လာနဲ့နိဗ္ဗာန်ဖြစ်စည်းသူကျဉ်ကျဉ်သူတွေရဲ့တကူကိုထုတ်လွှတ်လိုက်ပါတယ်ဝလင်းရဲ့ရင်ဘတ်စီကိုမြုံနိုင်စရာအမြန်နှုံးနဲ့ရွေလျားသွားပါတယ်ထိုအချိန်မှာပဲဝလင်းရဲ့ညာဘက်မျက်လုံးကနေမိုးပြောင်းအလင်းတစ်ခုကထွက်လာပြီးအပြောင်ဒိုင်းတစ်ခုကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်လိုင်းတွေကဒိုင်းနဲ့တိုက်မိပြီးသူ့ရှေ့မှာကဘာကြီးကိုတုံလုံးစိမ့်မဲ့ပောက်ကွဲတန်တစ်ခုကထွက်လာပါတယ်အပြောင်ဒိုင်းကလုံးဝခုခံလို့မရပဲဝလင်းရဲ့ရင်ဘတ်ထဲကိုပြန်တုံးမှုခံလိုက်ရပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်ကနေတောက်ခေါက်တန်တွေကထွက်လာပြီးသွေးများထွက်လာကကျိုးပြတ်သွားတဲ့ဆွန်လိုမျိုးနောက်ပြန်လန်ထွက်သွားပါတယ်အပြောင်ဒိုင်းကပြန်တုံးမှုခံရတော့လှိုင်းတစ်ခုကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါတယ်လှိုင်းကအရန်အုံးမှာအင်အားကြီးမှပြီးဝလင်းရဲ့အကျော်ဘက်လမ်းကြောင်းတွေကိုအတင်းဆွဲဖျက်ဖို့အတွက်ကြိုးစားပါတယ်ထိုမယုံနိုင်စရာအင်အားဝလင်းရဲ့ခန္ဓာကိုယ်နဲ့မူလဝိညာဉ်ကိုဖျက်ဆီးဖို့အတွက်ဓာတ်ရိုက်ဝင်ရောက်လာပါတယ်ထိုအရာတွေအားလုံးကအရန်အုံးမြင်မြန်နဲ့ဖြစ်ပျက်သွားပြီးချက်ချင်းပဲပြီးဆုံးသွားပါတယ်လှပတဲ့အမျိုးသမီးရတော့လန့်သွားပြီးမဲနှက်နေတဲ့ဝေးုံတဲ့လူရဲ့မျက်လုံးတွေကကျင်းသွားပါတယ်ဝလင်းရဲ့ခန္ဓာကိုယ်ကရဲဆန်နဲ့ပြန်တုံ့မှုခံလိုက်ရတဲ့အချိန်မှာအကြီးကဲဘွိုက်ကအန်းတင်သွားပါတယ်ထိုတိုက်ကွက်ကသူ့ရဲ့အပြေးဝအင်အားမဟုတ်ပေမဲ့နိဗ္ဗာန်အမြန်ကိုအစဉ်ကျဉ်းကျဉ်သူတယောက်ကိုအလွယ်တကူနဲ့သူကတတ်နိုင်ပါတယ်ထိုတိုက်ကွက်နဲ့အနာဂတ်မှာဖြစ်လာနိုင်တဲ့တောင်မန်နီနဖျားဧကရိကတည်ဆုံးသွားပြီးတောင်မန်နီငှက်ကလည်းအတူတည်ဆုံးသွားမယ်လို့သူကထင်ခဲ့တာပါဝလင်းရဲ့ခန္ဓာကိုယ်ကမပြုတ်ကွဲမှုတွေမကပဲချစ်ချင်းပဲတည်ဆုံးခြင်းမရှိကအကြီးကဲဘွိုက်အတွက်အန်သိစရာဖြစ်စေခဲ့ပါတယ်ရုတ်တရက်ပေါ်လာတဲ့ဒိုင်းကသူ့ရဲ့စွာရဲ့80%ပဲဖြစ်ခဲ့ပါတယ်ဒိုဝါရင်ကြံတဲ့30%ကဝလင်းကိုတပ်ဖို့အတွက်လုံလောက်တယ်လို့ထင်ခဲ့ပေမဲ့အန်သိစရာကောင်းတာဝလင်းကတွေးရန်ပြီးပြင်းထန်စွာနဲ့ဒဏ်ရာသွားရုံပဲရှိပါတယ်တည်ဆုံးသွားခြင်းတော့မရှိပါဘူးဝလင်းကလေထဲမှာရက်နေတဲ့အချိန်သူ့ရဲ့ခန္ဓာကိုယ်ထဲကလှိုင်းနေထုံးထဲဝင်ရောက်လာပြီးမူလဝိညာဉ်ကိုထိခိုက်စေခဲ့ပါတယ်ဝလင်းရဲ့မူလဝိညာဉ်မှာရှေးအောင်နှဖျားရဲ့တေတန်ချက်ကရှိပေမဲ့တွန်ခါမှုကြောင့်မူလဝိညာဉ်ဟာမိန့်ဖြုတ်သွားပါတယ်သူကသွေးရဘတ်ထမ်းရလည်းရပြီးခန္ဓာကိုယ်ကအပြင်းထန်လွှင့်ဆင်သွားပါတယ်ရှေးအောင်နှဖျားရဲ့ခန္ဓာကိုယ်ရှိပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကနာကျင်မှုကပြင်းထန်တဲ့ဒဏ်ရာရသွားပြီဆိုတာပြသနေပါတယ်ဒိုဝါရင်ဝလင်းရဲ့အကြီးကတော့အကြီးကဲဘွားကိုစိုက်ကြည့်နေသေးပါသူကနောက်တစ်ချိန်လွှင့်ဆင်သွားတဲ့အခါခမ်းမထဲကရုပ်ထုနှစ်ခုအကြီးရဲ့အလဲဖိုးမှာဆင်းသက်ခဲ့ပါတယ်မင်းရောက်မတည်သေးဘူးလားငါမင်းတိတ်အောင်လို့လုပ်ပေးမယ်တက်ဖက်လူရဲ့ယူရချက်ကအကြီးကဲဘွားရဲ့မျက်လုံးထဲမှာပေါ်လာပါတယ်ဝလင်းရက်နေတဲ့နေရာမှာတခုခုကမှားရင်းနေရလို့သူကမေးမြန်းခံစားမိပါတယ်သူ့ရဲ့ညာလက်ကိုမြောက်ပြီးဝလင်းစီကိုရက်ဆက်စွာနဲ့ပစ်ချလိုက်ပါတယ်ထို
ထိုတိုက်ခိုက်မှုနဲ့ဝယ်လင်းကိုတေချာပေါ်တက်နိုင်မယ်လို့သူ့ရဲ့စိတ်ထဲမှာတွေးလိုက်ပါတယ်အကြီးကဲဘွိုက်ကဝယ်လင်းကိုတိုက်ခိုက်တဲ့အခါခမ်းမထဲမှာမိဟိန်းတန်များထွက်လာပြီးအဝါရောင်တဲမုန်တိုင်းကပေါ်လာကဝယ်လင်းစီကိုတိုးဝင်လာပါတယ်ဝယ်လင်းရဲ့မျက်နှာအမူအရာကတော့အေးဆေးတည်ငြိမ်နေသေးပါပြီးတော့လောင်ပြောင်တဲ့ရင်းရောင်ကရှိနေပါသေးတယ်အကြီးကဲဘွိုက်ကိုသူကမရှင်နိုင်ဘူးဆိုတာသိပါတယ်ကောင်းကင်မြုံနဲ့ရေကန်မာတော့ကထိုလူကသူ့ပေါ်ကိုရန်လိုတဲ့ရည်ရွယ်ချက်ရှိတယ်လို့ဝယ်လင်းကခန်းစားမိခဲ့ပါတယ်သူ့ရဲ့တောင်မန်နေငတ်ကနိုးထလာတာကိုတီးပြီးတဲ့နောက်ထိုလူကသူ့ကိုတပ်ဖို့တဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာဝယ်လင်းက80ရာခိုင်နှုန်းသိကြခဲ့ပါတယ်အခုခမ်းမထဲမှာသူတို့ကအရန်ကိုနီးကပ်နေတဲ့အတွက်အကြီးကဲဘွားရဲ့တက်ဖြတ်လူတဲ့ရည်ရွယ်ချက်ကပေါ်လာပါတယ်လက်ရှိအစွမ်းအခုခန့်တာအတုံးမဝင်ဘူးလို့ဝယ်လင်းကနားလဲပါတယ်ကံကောင်းထုံးမစွာပဲဒုတိယထပ်ကိုဝင်တဲ့လမ်းကိုမရေမရာနဲ့ရှာတွေ့ခဲ့ပါတယ်ထိုနေရာကိုရောင်းအောင်တိုက်ခိုက်မှုကိုအသုံးချခဲ့ပါတယ်ပြီးတော့ထိုတိုတောင်းတဲ့အချိန်တွင်းမှာတက်ဖြတ်တဲ့ဖက်စီပုံကိုတိစောက်ထားခဲ့ပါတယ်ပြစ်မှတ်ကတော့အကြီးကဲဘွိုက်ပါအခြားလူတွေကသူ့ကိုမနှောက်ယှက်ရင်သူကလည်းသူတို့ကိုမနှောက်ယှက်ပါဘူးအကြီးကဲဘွိုက်ကမတိုက်ခိုက်ရင်ဝယ်လင်းကလည်းထိုတက်ဖြတ်ခြင်းဖက်စီပုံကိုမသုံးပါဘူးဒိုးရရင်တိုက်ခိုက်လာပြီဆိုရင်တော့ဝယ်လင်းကလည်းဘာမှမလုပ်ဝယ်မနေပါဘူးမင်းကိုမတက်နိုင်ရင်တော့နှဆိုင်တဲ့အထင်မြင်တစ်ခုတော့ခြံထားခဲ့ရမယ်ဝယ်လင်းရဲ့လက်ကရုပ်ထုနှစ်ခုနဲ့အတူလက်အမတ်သားတစ်ခုကိုပြုတ်လိုက်ပါတယ်ပြီးတော့ထိုအချိန်ရုပ်ထုနှစ်ခုရဲ့အကြီးကနေခရင်ရောက်အလင်းများထွက်လာပါတယ်ခရင်ရောက်အလင်းနှစ်ခုကထွက်လာပြီးဝယ်လင်းကိုဝင်းရံကဝဲကဲတစ်ခုကဖြစ်ပေါ်လာပါတယ်ဝယ်လင်းရဲ့ခန္ဓာကိုယ်ဝဲကဲထဲကိုဆွဲယူသွားပါတယ်ဒိုးဝရင်အကြီးကဲဘွိုက်ကအတော်ကြာကျဉ်းကျဉ်လာခဲ့လို့တိမြင်အားကောင်းပါတယ်ဝယ်လင်းရဲ့နေရာမှာတစ်ခုခုကမှားရင်းနေတယ်ဆိုတာချက်ချင်းပဲသဘောပေါက်ပြီးထမှန်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်သူ့ရဲ့နီးပညာကနေဖြစ်ပေါ်လာတဲ့တဲမုန်တိုင်းကဝဲကဲထဲကဝယ်လင်းစီကိုတိုးဝင်လာပါတယ်ဝယ်လင်းကဝဲကဲရဲ့အမြန်နှုန်းတိုင်းရွေလျားရင်တဲမုန်တိုင်းကရောက်လာပြီးဝယ်လင်းကမုံရောက်နိုင်ခင်မှာပဲဝယ်လင်းကတည်ဆုံသွားပါတယ်အကြီးကဲဘွိုက်ကဝယ်လင်းစီကိုတိုးဝင်လာပါတယ်ဝယ်လင်းရဲ့မျက်လုံးတွေထဲမှာအေးစတဲ့ရိပ်ရောင်တစ်ခုကဖြစ်ပြီးသွားပါတယ်တဲမုန်တိုင်းကနီးကပ်လာတဲ့အချိန်မှာသူ့ရဲ့တတိယမြောက်မျက်လုံးကပွင့်လာပါတယ်ဝယ်လင်းရဲ့တတိယမြောက်မျက်လုံးကသူ့ရဲ့အပြင်းထန်ဆုံးနီးပညာဖြစ်ပြီးပေါ်ပေါ်တန်မတုံးတဲ့အရာပါဒိုးဝရင်အကြီးကဲဘွိုက်ကနီးကပ်လာပြီးအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါတွန်းဆုပ်ခြင်းမရှိပဲဖွင့်ဟလိုက်ပါတယ်အကြီးကဲဘွိုက်တက်ဖြတ်ခြင်းရည်ရွယ်ချက်ကသူ့ရဲ့မျက်လုံးထဲမှာပြည့်နှက်နေပါတယ်။ဒေါင်လိုက်တတိယမျက်လုံးကပွင့်လာပြီးအတွင်းကနေအနီရောင်လင်းနေရရက်တောင်လိုပွင့်လာပါတယ်။ဝယ်လင်းရဲ့တတိယမျက်လုံးကပွင့်လာတဲ့အချိန်မှာအကြီးကဲဘွားရဲ့တည်ငြိမ်အေးဆေးတဲ့မျက်နှာအမူအရာပထမအဆုံးအချိန်ဖြစ်ပြောင်းလဲသွားပါတယ်။တင်းငယ်တယ်ပြောင်းလဲမှုတော့မဟုတ်ပါဘူး။သူ့ရဲ့ကဘာတစ်ခုလုံးကဇော်ထိုးမှုမြော့ဖြစ်သွားသလိုပဲမူလအနှစ်စွမ်းအကြီးကဲဘွားရဲ့မျက်လုံးတွေထဲမှာမြုံကြည်နိုင်မှုများပြည့်နှက်နေပေမဲ့နောက်ဆုံးမှတော့ဝန်တာအာရမှုကပြည့်နှက်သွားပါတယ်။ထိုအချိန်မှာတောင်မဏီနတ်ဖျားခိုင်းတဲ့ကျင်းကျက်မှုမဟာမိတ်အဖဲကိုသူကမေ့သွားခဲ့ပါတယ်။သူ့ရဲ့ရှိမှဝယ်လင်းရဲ့တတိယမျက်လုံးကနေထွက်လာတဲ့မူလအနှစ်စွမ်းရည်ကပဲရှိပါတယ်။သူ့ရဲ့မျက်နှာအမူအရာတွေမကပဲမဲနှက်နေတဲ့ဝေးုံနယ်လူရဲ့မျက်နှာအမူအရာပါအပြင်းထန်ပြောင်းလဲသွားပါတယ်။မြုံကြည်နိုင်မှုတွေနဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ဝယ်လင်းကိုစိုက်ကြည့်နေပါတယ်။လှပတဲ့အမျိုးသမီးတစ်ယောက်ထဲရတာလောဘမပါပဲထူးဆန်းတဲ့မျက်နှာအမူအရာကိုပြသနေပါတယ်။ဝယ်လင်းကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်ပါတယ်။မူလအနှစ်စွမ်းရည်ကအနီရောင်အလင်းကိုပြင်းနေစေပြီးအနီရောင်အလင်းတန်းတဲမုန်တိုင်းနဲ့တိုက်မိသွားပါတယ်။တဲမုန်တိုင်းကလည်းတုန်ခါပြီးနိဗ္ဗာန်ဖြည့်ဆည်းသူကျဉ်းကျဉ်သူရဲ့စွမ်းအားပါရှိပေမဲ့အမြဲပြောက်ကွယ်သွားပါတယ်။ဝယ်လင်းရဲ့မျက်ခုံးကြားမှာနာကျင်မှုကိုခံစားရပါတယ်။မူလအနှစ်စွမ်းရည်ကတိတ်ပြီးတော့မကြံတော့ပါဘူး။တဲမုန်တိုင်းကိုရင်ဆိုင်ရတဲ့အခါအမြဲပြောက်ကွယ်သွားပါတယ်။ဒိုးဝရင်သူကပြင်မဆုပ်ပါဘူး။တစ်ဖက်လူတွေရွေချက်နဲ့အတူမူလအနှစ်စွမ်းရည်ကတတိယမျက်လုံးကနေထွက်လာပါတယ်။တတိယအဆင့်ကိုရှာဖွေနေတဲ့လူအတွက်မူလအနှစ်စွမ်းရည်ကဘယ်လောက်ထိအရေးကြီးလဲဆိုတာဝယ်လင်းကသိပါတယ်။အကြီးကဲဘွိုက်ကအမှန်တကယ်တောက်ကောင်းကိုကိုက်လိုက်မယ်ဆိုတာသူကသိပါတယ်။အနီရောင်အလင်းတန်းကကျေပြန့်လာပြီးတဲမုန်တိုင်းကလည်းချက်ချင်းပဲပြိုကွဲသွားပါတယ်။မူလအနှစ်စွမ်းရည်ကအနီရောင်အလင်းကနေထွက်လာပြီးအကြီးကဲဘွိုက်စီကိုတက်ဦးတည်သွားပါတယ်။အကြီးကဲဘွိုက်ရဲ့မျက်နှာမူအရာပြောင်းလဲသွားပြီမြဲမျက်လုံးထဲကလောဘပိုပြီးတော့ပြင်းထန်လာပါတယ်။ရှောင်ကျင်ပေမဲ့မူလအနှစ်စွမ်းရည်ကိုကိုယ်တိုင်ခံစားရမယ့်တတောင်းမှတစ်ခါအခွင့်အရေးကိုဆွန့်လွတ်ဖို့အတွက်မလိုလားပါဘူး။ထိုကဲ့သို့တွန်းဆုံးနေတဲ့အချိန်မှာဝယ်လင်းရဲ့တတိယမျက်လုံးကနေအနီရောင်အလင်းကအကြီးကဲဘွိုက်ကိုဝင်းရသွားပါတယ်။ထိုအချိန်မှာအကြီးကဲဘွိုက်ရဲ့ခန္ဓာကိုယ်ကအလွာလိုက်ခွာချလိုက်သလိုတဝက်ပါလောက်သွားပါတယ်။မူလအနှစ်စွမ်းရည်အကြီးကဲဘွားရဲ့မျက်လုံးတွေထဲမှာလောဘတွေကပြင်းနှံ့နေပြီးသူ့ရဲ့နှဖျားအသိစိတ်ကပြန့်နှံ့ကမူလအနှစ်စွမ်းရည်ကိုလေးလာနေပါတယ်။တိုက်ပွဲအတွင်းမှာရှိနေရဆိုတော့လုံးဝလေးလူရှူထားပါတယ်။ဝယ်လင်းရဲ့မျက်လုံးတွေမှာအရန်အိုးမှာတင်းငယ်လုံးပါတယ်။ထိုမူလအနှစ်စွမ်းရည်ကိုနားလေသွားနိုင်မယ်လို့ယုံကြည်ပါတယ်။နားလေသွားနိုင်မယ်ဆိုရင်သူ့ရဲ့အိုမင်းနဲ့နှလုံးသားငယ်ရွယ်တဲ့အချိန်အလိုခံစားရပြီးမျက်နှာကလည်းပိုပြီးတော့တက်ကြွလာပါတယ်။တတိယအဆင့်ကိုရောက်ဖို့အဓိကကျတဲ့ဆိုတဲ့ကောလာဟာလာတွေထွက်နေတဲ့ဒါနာအီလာမူလအနှစ်စွမ်းရည်ကိုတွေ့ရမယ်လို့သူကဘယ်တော့မှမျှော်လင့်မထားခဲ့ပါဘူး။အနာဂတ်မှာအန္တရာယ်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုဖယ်ရှားဖို့အတွက်စူးစမ်းနေတော့မှပဲဖြစ်လာခဲ့ပါတယ်။ဝယ်လင်းရဲ့ခန္ဓာကိုယ်ကခံရောက်ဝဲကက်တွေကိုဖြည်းဖြည်းချင်းနစ်မြုပ်သွားပေမဲ့မျက်လုံးတွေထဲကတက်ဖြတ်လူတွေရွယ်ချက်ကပိုပြီးတော့မြပြလာပါတယ်။တက်ဖြတ်ခြင်းဖက်စီးပုံကိုခြားထားပြီးပါပြီ။အကြီးကဲဘွိုက်ကလည်းဝင်ရောက်သွားပါပြီ။အခုကြံတာကတော့လွတ်ဆောင်ဖို့ပါကျွန်တော်ကတော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကြည့်ရှုပဲအတွက်အားလုံးကျေးဇူးအထူးတင်ရှိပါတယ်